တရားတော်အရှင်စနာတိကရွှေပါရမီကျောရထူးမထူးဒုတိယအကြိမ်စာအုပ်မှာသူကဟိုလိုနေကိုကဒီလိုနေမယ်ဒီနေ့ဟောတဲ့တရားကကောင်းသောထူးခြင်းနဲ့ထူးဖို့ဟောတဲ့အတွက်သူများကဟိုလိုမကောင်းရင်ကိုကဒီလိုကောင်းလိုက်မယ်သူများကဒီလိုမကောင်းရင်ကိုကဟိုလိုလေးကောင်းလိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့ထူးအောင်လုပ်ရမှာနော်ဒါကလည်းခရာလေးတစ်ပုဒ်ကိုဦးသိန်းဟောမှာပါဥပ္ပတန္တိတုနိပတိနိပတန္တိတုဥပ္ပတိဝတ္တိအဝတ္တမာနိတုရမမာနိတုနောရမေဒီခရာတစ်ပုဒ်ကိုပဲဒီနေ့ဟောမှာပါနော်ပါဠိစကားလုံးလေးတွေအတိုင်းပြောမယ်ဆိုရင်တော့သူများကဥပ္ပတဆိုရင်ကိုကနိပတသူများကနိပတဆိုရင်ကိုကဥပ္ပတသူများကအဝတ္တဆိုရင်ကိုကဝတ္တသူများကရမဆိုရင်ကိုကအာရမပါဠိအတန်လေးတွေကိုနားထောင်ကြည့်လိုက်ရင်ပြောင်းပြန်လေးတွေဖြစ်နေမူလားပြောင်းပြန်လေးတွေဖြစ်နေတယ်နော်စန့်ကျင်ဘက်လေးတွေဖြစ်နေတယ်အဲ့ဒီလိုပဲသူများနဲ့စန့်ကျင်ဘက်မတူအောင်လောက်တာကိုထူးတယ်လို့ခေါ်တာပေါ့ဒီလိုပါဠိလိုပြောလိုက်တော့ယောဂီတို့မှာဘာမှသိမှာမဟုတ်ဘူးနော်ပါဠိအတိတ်ပဲသိတဲ့သူတွေဆိုရင်ဒီပါဠိလေးရွရတာအင်မတန်ရတာရှိပါတယ်ခါရာရဲ့အတိတ်ပဲကတော့မြင့်တဲ့သူတွေကြားမှာနှိမ့်ပါနှိမ့်တဲ့သူတွေကြားမှာမြင့်ပါမနေတဲ့သူတွေကြားမှာနေပါပျော်တဲ့သူတွေကြားမှာမပျော်ပါနဲ့ဒီခါရာရဲ့အတိတ်ပဲကဒါပါပဲမြင့်တဲ့သူတွေကြားမှာနှိမ့်ပါဆိုတာကိုအလိုသဘောပေါက်လိုက်တော့လူတွေကတော့မြင့်နေကြတယ်ကိုကနေရမယ်ဘာလို့ဆူလူတာလဲလို့ယူဆမိလဲအဆုံးအမလေးကတော့တော်တော်ကိုကောင်းပါတယ်ဦးစင်းကတော့ကိုရင်ဘဝတွေကရထားတာစာမှုဝဲပြဋ္ဌာန်းချက်တွေထဲမှာလုံးဝမပါပါဘူးပြဋ္ဌာန်းချက်ကတော့ဟိုးငလက်ကြီးဓမ္မစရိယာတန်းတွေမှာလည်းမပါပါဘူးတိပိဋကဒီထဲမှာလည်းမပါပါဘူးတိပိဋကသုံးပုံအာကုံဆောင်နေဆိုပေမဲ့ရှိသမျှပိဋကတွေကိုအာကုံဆောင်တာမဟုတ်ဘူးတချို့တဝက်ကိုပဲအာကုံဆောင်တာပါတိပိဋကသုံးပုံကပါဠိတော်တသက်ကျမ်းစာအုပ်ပေါင်း40ရှိတယ်ဒီအုပ်ကြီး40တဲ့ကတိပိဋကစာမွေးမှာပြဋ္ဌာန်းထားတာကအုပ်ကြီး20ပဲရှိပါတယ်တဝက်တိတိပဲပြဋ္ဌာန်းထားတာပါနောက်ထပ်တဝက်တိတိကျန်ပါသေးတယ်အဲ့ဒီကျန်သေးတဲ့တဝက်ထဲမှာထေရခါရာဆိုတာကျန်တစ်ကျန်ရှိတယ်အဲ့ဒီဂါရာကအဲ့ဒီကျန်ထဲမှာပါတဲ့ဂါရာပါစာမွေးသဘောအရာကိုနဲ့မဆိုင်ပေမဲ့ပါဠိတော်စာအုပ်ကြီးတွေကိုဖတ်ရတာကိုဝါသနာပါတော့အဖိတ်ဥပုပ်စာဝါတွေကိုပိတ်တဲ့ရက်ဆိုရင်ပါဠိစာအုပ်တအုပ်မာတိကာခေါင်းစဉ်တွေကိုလိုက်ဖက်ပြီးတော့ဟိုလန်ဒီလန်ဟိုဖက်ဒီဖက်ပေါ့ထေရဂါရာကျမ်းမှာဒီဂါရာလေးကိုတွားတွေ့တော့အင်မတန်သဘောကျတယ်ချက်ချင်းရအောင်ကြက်လိုက်တယ်တည်တဲ့ဒီမမေဘူးပေါ့ကြိုက်တာကိုမကြာခဏလေးရွတ်ဖြစ်မိပါတယ်မြင့်တဲ့သူတွေကြားမှာနှိမ့်ပါဒါဆိုရင်လည်းသူများတွေနဲ့တူလားမတူဘူးလားမတူပါဘူးထူးတာပေါ့နော်သူများကမြင့်မယ်ကိုကမြင့်မယ်ဆိုရင်ထူးပါအောင်မလားဒါကြောင့်သူတော်ကောင်းဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ထူးခြားခြင်းတဲ့သူတော်စင်ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာသူများကမြင့်နေဆိုရင်ကိုကနေရမယ်သူများကနေရင်ကိုကမြင့်ရမယ်သူများကမနေဘူးဆိုရင်ကိုကနေရမယ်သူများကပျော်တယ်ဆိုရင်ကိုကမပျော်ရဘူးတဲ့